အားလုံးပဲမင်္ဂလာပါ Zero Family Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လာလောက်ပြမှာကတော့ကဖောက်ကုန်ပေါ့နော်အရင်ဦးဆုံးဒေအိုးထဲမှာစီထဲမယ်ပြီးတော့ငုတ်တီးကိုရောသမားမွေမယ်ငရုတ်တီးလေးမွေးသွားပြီးဆိုတော့ကိုဆေးထားတဲ့ပဇွန်ကိုထဲလိုက်မယ်ပြီးတော့နည်းနည်းလေးပါမွေပြီးတော့အရတာထဲမယ်လွတ်ဒီပါမယ်တကြားပါမယ်အချုံမုတ်ပါမယ်น้ำมันหอยပါမယ်စီဥဒံပါမယ်နောက်ပြီးကိုဆေးထားတဲ့ဘိုက်ကဖောက်ကိုထဲပြီးရင်တော့ပြီးသွားပါပြီကဖောက်တပွဲတော့အရန်စားလို့လည်းကောင်းတယ်နောက်ပြီးခိုင်တောင်နဲ့ရောစားမလားခိုင်ကျုံနဲ့ရောစားမလားကိုနစ်တဲ့ရကိုကြော်ပြီးတော့လှုပ်စားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်